အားလုံးပဲမင်္ဂလာပါခင်ဗျာစာဆိုတဲ့ audio channel မှာကြိုဆိုပါရခင်ဗျာယခုဖတ်ပြပေးမှာကတော့စာရေးဆရာတင်ညွန့်ရေးသားတဲ့အမွေဆိုတဲ့ဘုရုတို့ဇလံကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ဇလံကောင်းလေးများကိုနားဆင်နိုင်မှုအတွက်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးကြပါဦးခင်ဗျာအမွေခုနရွှေကော်လွန်သွားခဲ့ပါပြီဒီဝေးတွင်မီတင်းကြိုကြတယ်ခုနောက်ဒီသားစုတွေကဖြင့်ကာကေတစီတိုက်ခန်းလေးကိုပြန်လာကြတယ်အိမ်ကိုပြန်ရောက်ကြပြီးနောက်မိခင်ကြီးကစစ်ပန်းလူပတ်နဲ့ထိုင်လာနေစဉ်သားကြီးနဲ့သမီးလက်ကတယောက်မျက်နှာတယောက်ကြည့်တော့သူတို့အမေရှိတွင်ထိုင်လိုက်ကြသည်မေကိုပြောစရာရှိတယ်ဘာပြောမလို့လဲပြောဒီတိုက်ခန်းကိစ္စအဲ့ဒါကိုခုပြောမှဖြစ်မှာလားကွယ်မင်းတို့အဖေဒီနေ့အသုဘချတာလေမေကျွန်တော်ဒီမှာကြာမနေနိုင်ဘူးအလုပ်တွေကနောက်မှပြထားခဲ့ရတာရက်လည်နေ့မှပဲလာတော့မယ်သမီးနဲ့ပြန်ရမယ်မေနောက်ပိုင်းမှာကလေးတွေကြည့်ထားခဲ့ရတာကျဲတိုက်ခန်းကိစ္စဘာပြောမှလဲပြောဒီကအိတ်ခန်းကိုရောင်းလိုက်ပါလားမေခုနေဆိုဈေးလည်းရနေတာငါနဲ့ငယ်လေးကဒီတိုက်ခန်းရောင်းပြီးဘယ်မှာသွားနေရမှာလဲကျွန်တော်နဲ့ညီမလေးအိမ်မှာအသက်ကြီးနေပေါ့မေရဲ့ဒါဆိုရောင်းပြီးတဲ့ပတ်စံကိုကြတော့ရောမောင်နှမ3ယောက်ရှိတာခွဲပြလိုက်ပေါ့မေရဲ့ဟိုကွယ်ငါ့ကိုရောဘယ်သွားထားကြမှာလဲအမေဆိုတာငေါတို့ကြီးရှိနေတာမေမတည်သေးပါဘူးကွယ်တားကြီးနဲ့သမီးရဲ့နင်တို့ပါဇက်မို့လို့ပြောဖြစ်ရတဲ့တကယ်ဆိုရင်နင်တို့မောင်လေးကဒုပိတာလေးပါကွယ်ခုကိုထောက်ထားကြပါဦးညီလေးကိုတားတော့ခေါ်ရပါမယ်မေရဲ့နင်ပြောတဲ့ထဲမှာငါမပေါသေးဘူးနော်အမေကသမီးတို့နဲ့လာနေလေငါသားဒုပိတာလေးနဲ့ငါ့ကိုခွဲထားပြီးအခန်းရောင်းလို့ရတဲ့ပတ်စံတွေကိုနင်တို့ကခွဲယူမယ်ဆိုတဲ့သဘောလားဒီလိုလုပ်ဖို့ရှိတော့တာပေါ့အမေရဲ့မိုက်လိုက်တဲ့ကလေးတွေရဲ့ဒီတိုက်ခန်းလေးတကန့်ဖြစ်လာအောင်နင်တို့ဖေနဲ့ငါနဲ့ဘလောက်ရုန်းကန်ခဲ့ရတယ်ဆိုတာသိလို့လားသိပါတယ်မေဒါပဲပြောမနေပါနဲ့ထိုးချင်းတွင်တောင်လေးတနေရာ၌ဘာမှမပြောပဲထိုင်နေသည့်မြင့်မမြတ်နေဆုံးသားလေးကမေရှင်နေမှန်ကိုပြောလိုက်တာတော့ဘာရှင်နေလဲမေကဲပြောမှသိမဲ့သူတွေဆိုတော့ပွဲရတော့မယ်ဒီတိုက်ခန်းကလေးမင်းတို့အပြင်မသေးခင်ကပေါင်ထမ်းရတဲ့တိုက်ခန်းကွယ်သိပြီလားကိုတလို့ငယ်လေးကလည်းနှိပ်သိပြီးမခဲရတာကြောင့်ဘုံလည်းမရှိဘူးငါတို့သားမိသားဖ3ယောက်ဘလို့နေတိုင်းစားတော့နေကြတယ်ဆိုတာနည်းနည်းလေးများမေးပါအောင်လားသားကြီးရင်ကားတိုက်ပြီးကလေးကမင်းဖေကိုပြုရတာဒီစိတ်ကူးရတာတွေထက်တွေ့ကြပါဦးအကျွေးတွေကဘလောက်တောင်ရှိနေလို့လဲတိုက်ခန်းကဘလောက်နဲ့ပေါင်ထားလို့လဲငါလည်းတိတိကျကျမသိဘူးမင်းတို့အဖေကိုချစ်ခင်နဲ့လှုပ်ထားတာသိချင်ရင်သူ့ကိုပေါင်းမေးကြည့်မှပဲသိမယ်ကိုမီးဖြစ်သူကသူ့ကိုပြောလိုက်ရင်ကိုဦးချစ်ခင်ကိုသွားမေးလိုက်ပါဦးဒီတိုက်ခန်းကိုဘလောက်ပြင်းနဲ့ပေါင်ထားပြီးဘိုးတွေဘလောက်တောင်တွတ်နေပြီလဲဆိုတော့အေးပါကိုပဲသွားမေးလိုက်မယ်နောက်နိုင်ဝခန့်ကြားတွင်ဦးချစ်ခင်နဲ့တားကြီးဖြစ်သူကိုပြန်ရောက်လာကြသည်ကိုချစ်ခင်ကဘမခေါ်ခိုင်းနေဆိုငါမခေါ်ခိုင်းပါဘူးတားကြီးကသူ့ဘာသာသူလာတွေ့ကြပါဟုတ်တယ်ဦးလေးအဖေကဦးလေးစီမှာတိုက်ခန်းကိုဘလောက်နဲ့ပေါင်ထားပြီးအတိုးတွေဘလောက်တောင်တက်နေပြီလဲသိချင်လို့ပါအနကျွန်တော်နဲ့လာမယ်နဲ့ဦးလာရွေဆုံးတော့ဒီကိစ္စချင်းမှဖြစ်တော့မယ်ဆိုပြီးလာချင်နေတာခုတော့တားကြီးကလာပြီးခေါ်တော့ပဲပေါ့နော်နန်းတန်းပြောရရင်ဦးလာရွေကျွန်တော်စီကယူထားတော့3600လောက်ရှိနေပြီပကစီဝဲဖို့ရှိထားတာက3500စိတ်ကူးဖို့ဆိုပြီးရှင်းတာ300ဒီမှာဦးလာရွှေယူထားတဲ့စာချုပ်စာတမ်းတွေအပြည့်စုံရှိပါတယ်စရင်အသေးချာလှုပ်ထားတယ်ကြည့်နိုင်ပါတယ်တို့နဲ့ဗာနဲ့ဆိုရင်စုပေါင်း300လောက်ရှိမယ်ဘာလဲအမကျွန်တော်ကိုကြွေးဆက်မျိုးလားအမေရဲ့ဘယ်လိုဖြစ်ရတာလဲဒီတော့ခန့်ကခုနေကာလပေါင်းပြည့်နေမှာ3950လောက်ပဲတန်တာဘယ်လိုလှုပ်ထားကြတာလဲအမေဒီလိုပဲလေကတိုက်ပြီးကြတဲ့ကမင်းအဖေကိုစိတ်ကူးရတာတွေခက်တွေ့ကြပါဦးကဲကျွန်တော်ကတော့တင်းချရာပြန်လို့ခြင်းနဲ့မရေဦးလာဆိုလဲသေးပြီဆိုတော့ကျွန်တော်အကျွေးတွေကိုပြန်ဆက်နိုင်ရင်ပြန်ဆက်ပြန်မဆက်နိုင်ရင်တော့ကျွန်တော်ဒီတိုက်ခဲကိုသွင်းရပါလိမ့်မယ်
ဟင်းလဲပြီးတစ်ဖက်ကြရင်ဖယ်ပေးပါကျွန်တော်တိုက်ခန်းလာယူမယ်ကဲတွေ့ကြပြီလားငါတို့သားမိသားဖ3 ယောက်လိုလိုရင်ဆိုင်နေရတယ်ဆိုပါဒါကိုတော့မင်းတို့မမေးဘူးတိုက်ခန်းကိုရောက်ဖို့ပဲပြောနေကြတယ်ခုဆိုအားနဲ့သားငယ်လေးနေစရာမရှိတော့ဘူးဘာလို့ကြမလဲပါကြီးနဲ့သမီးသိမ့်ချရတဲ့ကွယ်မင်းတို့စိုက်ပြကြပါလားအမေနဲ့ငယ်လေးနေစရာမရှိတော့ဘူးလေအဲ့ဒီလောက်အထိဖြစ်နေနိုင်မသိလို့ပေါ့မေဟာဟုတ်ပြီခုတော့သိပြီလေမင်းတို့အမေကိုဘယ်လိုစီစဉ်ပေးကြမလဲကျွန်တော်တို့တိုင်းမင်းအောင်မယ်မေဟာကဲမိုးရှုံနေပြီသားတို့ပြန်မယ်သမီးလည်းပြန်တော့မယ်မိုးတောင်းသူ2 ယောက်တရားပြည့်1 ယောက်တိုက်ခန်းဘောကစဉ်းစားကြပြီသူတို့အားလုံးမရှိမှဦးချစ်ခင်ကအမရေတော်တော်တရားကြဖို့ကောင်းပါလားအမတီကအမျိုးတောင်းနေကြတာလားအေးလေဦးတိုက်ခန်းကိုရောင်းတယ်သူတို့စီလိုက်နေတဲ့မယိုင်းလိုက်တဲ့သားသမီးတွေကိုလာရွှေတိတ်တော်တဲ့ဘာတော်တာလဲမောင်ချစ်ခင်ဒီလိုပြစ်လာလိမ့်မယ်ဆိုတော့ကျုံမြင်ပြီးသားအမရေကိုမတင်ငင်းကဘာသေးရင်အဲ့ဒီလိုတွေပြစ်လာနိုင်တယ်တပြီးတော့သူကအခုကြကြစီမံသွားတယ်အမတို့တိုက်ခန်းပိုင်ဆိုင်မှုစာချုပ်စစ်တွေကဒီရိုထဲမှာရှိလိမ့်မယ်ဒါကအတုတွေကျွန်တော်ကိုအကိုလှရွှေကစနစ်တကျနဲ့စီစဉ်ပြပြတော့သူကဝယ်တဲ့ငွေကိုမင်းကျွန်တော်ကိုကြည်ပြီးသွားတယ်စေကူကိုရှိတယ်ဆိုတော့မဟုတ်ဘူးခွာသားတော့တိုက်ပြီးပြန်လို့ရအောင်မယ်ကျွန်တော်မှုတွေရှင်းပြီးရင်ရသလားနဲ့ရောင်းပေးမယ်အမောက်မပူနဲ့အမတို့ရတဲ့အတိုင်းပြန်ပေးမယ်ဒီတိုက်ခန်းကိုအမနဲ့ငယ်လေးစေရေးချမ်းသာနေနိုင်တယ်ကို2 ယောက်လာဆိုရင်ကျွန်တော်စီသာလှုပ်လိုက်ကြားလားအေးပါကွယ်ငါမောင်လေးကျမ်းမာချမ်းသာပါစေကွယ်ကိုလာရွှေကျေးဇူးတွေကျွန်တော်မှဆက်မကွန်အောင်ရှိပါတယ်မရအောင်ကျွန်တော်ကိုတော့ခေါ်လာပြီးလူတလုံးပူပလုံးဖြစ်အောင်အကူကပဲပြုံးပေးခဲ့တော့ကမပူနဲ့အမစေရေးချမ်းသာစွာနေတတိနှစ်ကောင်ဘယ်တော့မှအမတို့သားမိကိုဒါမခေါ်ရဘူးတိလားလာခေါ်လဲဒိုးသားမိကလိုက်เสียလားဇလန်းလေးကတော့ဤပြန်ပြီးဆုံးပါပြီအားလုံးပဲကျမ်းသာချမ်းသာကြပါစေ